စကိုင်းတရားကိုဆုံးအောင်စစ်ပြန်တော့3860ပေမြေထားလန်းအကျယ်ဝေးနေမှာ24ပေမပူမဆောင်မော်တော်ကားအမြောင်ဆွဲပါရဲ့အတောင်20သားကလူတော်9ပေဆောင်အုတ်တိုင်ကြီးတွေကအကွယ်သွားမြိုင်နေ35တိုင်တန်းစင်ထားဘုံပေါင်း30လမ်းပွင့်ရှာ၍အခန်းတရာစဉ်အားရှိပေသည်သုံးစိတ်တွေကိုခုငွေစစ်ပြန်တော့တကုတည်းနှစ်9ခန်းကျော်လေပြီမြေမှအမြင့်တွေးပွဲမျောလျင်40အကျော်9ပြီဆုံး၍တရားအညွန်မြေဖွဲ့ပါသည်တေးဖွဲ့ရစီနန်းတော်ရှိတနာမြည်မှာမြမပြည်ချစ်ကြောင်းသာပလေတရားဆက်ပြီးပြီသွားမဲ့ခရီးသည်နဲ့ပန်းပန်းကရိုးစိတ်ကအိတ်ချချပြေနဲ့သမားတလီတရားဆက်ပြီးပြီသွားမဲ့ခရီးသည်နဲ့ပန်းပန်းကရိုးစိတ်ကအိတ်ချချပြေနဲ့သမားတလီဗမာလူမျိုးလုံးမရှိတော့သီတရားကြီးပဲကြည်ကြည်ပင်ငေါ်မိသည်လာပြီစံပေါ်သည်နန်းတော်ရှိစီရဲ့သည်လာပြီစံပေါ်သည်နန်းတော်ရှိစီရဲ့သည်ကံဆုံးရန်ကုန်မြို့ကကြည်ရန်လာပြန်သည်တရေမြစကားအင်းဝါဒရာဟုနှုတ်ဖြာအောင်လန်းချီကံဆုံးရန်ကုန်သူတွေပသိမ်လေးပွင့်စိန်ပြီးနဲ့တနခါလူပြီးတော့စကိုင်းတရားခုတော့မြေကံဆုံးရန်ကုန်သူတွေပသိမ်လေးပွင့်စိန်ပြီးနဲ့တနခါလူပြီးတော့စကိုင်းတရားခုတော့မြေခါပါနော်မာယာရောနဲ့ကဟိဆက်ရွှေကျဲရဲ့ဖျားဖူးပြီးတော့စကိုင်းတရားခုတော့မြေခါပါနော်မာယာရောနဲ့ကဟိဆက်ရွှေကျဲရဲ့ဖျားဖူးပြီးတော့စကိုင်းတရားခုတော့မြေနေညိုညိုငယ်ကြီးရွှေဘိုသူတွေလာပြန်မြေတရားထိတ်မှထမင်းချက်မလို့ရွယ်ကလေးတွေခူကြသည်နေညိုညိုငယ်ကြီးရွှေဘိုသူတွေလာပြန်မြေတရားထိတ်မှထမင်းချက်မလို့ရွယ်ကလေးတွေခူကြသည်တပြားစီစံပေါ်သည်နန်းတော်ရှိစီရဲ့သည်လာပြီစံပေါ်သည်နန်းတော်ရှိစီရဲ့သည်ကံဆုံးရန်ကုန်မြို့ကကြည်ရန်လာပြန်သည်တရေညစကားအင်းဝါဒရာဟုနှုတ်ဖြာအောင်လန်းချီကံဆုံးရန်ကုန်လူတွေပသိမ်နေပွင့်
စိန်ပြီးနဲ့တနခါလူပြီးတော့စကိုင်းတရားခုတော့မြေကံဆုံးရန်ကုန်သူတွေပသိမ်နေဖွင့်စိန်ပြီးနဲ့တနခါလူပြီးတော့စကိုင်းတရားခုတော့မြေခါပါနော်မယာယောနဲ့ကလေးဆက်ရွှေကျဲရဲ့ဖျားဖူးပြီးတော့စကိုင်းတရားခုတော့မြေခါပါနော်မယာယောနဲ့ကလေးဆက်ရွှေကျဲရဲ့ဖျားဖူးပြီးတော့စကိုင်းတရားခုတော့မြေနေညိုညိုငယ်ရေးရွှေဘိုလူတွေလာပြန်မြေတရားထိတ်မှသမင်းချက်မလို့ဒီဝက်ကလေးတွေခူကြသည်နေညိုညိုငယ်ရေးရွှေဘိုလူတွေလာပြန်မြေတရားထိတ်မှသမင်းချက်မလို့ဒီဝက်ကလေးတွေခူကြသည်တပြားစီစံပေါ်သည်နန်းတော်ရှိစီရဲ့သည်လာပြီစံပေါ်သည်နန်းတော်ရှိစီရဲ့သည်တန်ဆုံးရန်ကုန်မြို့ကကြည်ရန်လာပြန်သည်တရင်ညစကားအင်းဝါဒရာဟုနှုတ်ဖြာအောင်လန်းချီ